တတိပြုရှောင်ရှားခိုးခြင်း25ပါးယန္တကတွေလိုက်နာဖို့ဆိုပြီးတော့သိက္ခာပုဒ်ပြည့်ညတ်တဲ့အခါမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ဒုတိယပါရာဇိကအနေနဲ့ပြည့်ညတ်ခဲ့တဲ့သိက္ခာပုဒ်ဆိုတာရှိတယ်။အဲဒီသိက္ခာပုဒ်ကခိုးမှုနဲ့ပတ်သက်တဲ့သိက္ခာပုဒ်ငါးပါးသီလဆိုတာလူတိုင်းကျင့်သုံးကြရမှာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုဝါရိတ္တသီလမလုပ်ရဘူးလို့တားမြစ်ထားတဲ့ကိုချင်းသီလမလုပ်ရဘူးလို့တားမြစ်ထားဘုရားကတားမြစ်ထားလားလို့ဆိုတဘာဝကိုတားတဘာဝကလုပ်ရင်ပြစ်ဖြစ်လို့မြတ်စွာဘုရားကထန့်ဆင့်ပြီးဒါမလုပ်နဲ့ဒါလုပ်ရင်ဒီဆိုးကျိုးတွေဖြစ်ပေါ်လိမ့်မယ်လို့ဟောပြောတာပဲရှိတယ်မြတ်စွာဘုရားကနေပြီးတော့အပြစ်ဖြစ်စေဆိုလို့အပြစ်ဖြစ်တာမဟုတ်ဘူးခဏလူတွေလုပ်တဲ့ human made law ဆိုတာကြတော့ဒီဥပဒေတစ်ခုရှိနေရင်ဒီဥပဒေရဲ့အကျိုးသက်ရောက်မှုကိုလူသားတွေဟာခံကြရတယ်ပေါ့မလုပ်ရဘူးဆိုတဲ့ဥပဒေတစ်ခုကိုဖောက်ဖျက်မယ်ဆိုလို့ရှိရင်ထိုဥပဒေရအရေးယူခြင်းခံရတယ်သို့တော်သဘာဝတရားအနေနဲ့ကတော့အရေးယူခြင်းမှယူမှာပေါ့သဘာဝတရားကတော့ဘာမှအရေးယူမှာမဟုတ်ဘူးအခုမြတ်စွာဘုရားပြညတ်ခဲ့တဲ့သိက္ခာပုဒ်ဆိုတာသဘာဝတရားအခုငါးပါးသီလဆိုတာသဘာဝတရားကိုကအရေးယူတာဘုရားကအရေးယူတာမဟုတ်ဘူးမြတ်စွာဘုရားကထပ်ဆင့်ပြီးတော့မလုပ်သင့်ဘူးရှောင်ရမယ်လို့ဒီလိုဟောတာရှိတယ်အဲ့တော့မတူညီတဲ့သဘောတွေကိုမှတ်သားနားလည်ထားကြဖို့လိုအပ်တာပေါ့ကိုချင်းသီလဆိုတာ2မျိုးရှိတယ်ဝါရိတ္တသီလနဲ့စာရိတ္တသီလဝါရိတ္တသီလဆိုတာမလုပ်ရဘူးလို့တားမြစ်ထားတဲ့အရာစာရိတ္တသီလဆိုတာလုပ်ရမယ်လို့လမ်းညွှန်ထားတဲ့အရာအဲ့တော့အတူတူပြောရရင်မလုပ်သင့်တာနဲ့လုပ်သင့်တာဆိုတာလောကမှာသဘာဝကိုရှိမလုပ်သင့်တာကိုလုပ်လို့ရှိရင်အပြစ်ဆိုတာဖြစ်မှာပဲလုပ်သင့်တာကိုမလုပ်လို့ရှိရင်လည်းချွတ်ယွင်းချက်ဆိုတဲ့အပြစ်ဖြစ်တယ်နှစ်ခုစလုံးဟာကောင်းကျိုးပေးတာမဟုတ်ဘူးမလုပ်သင့်တာလုပ်ရင်လည်းအပြစ်ပဲလုပ်သင့်တာမလုပ်ဖဲနေရင်လည်းအပြစ်ပဲလို့ဆိုးကျိုးရတာချင်းတူတူပဲဒါကြောင့်မို့စာရိတ္တသီလနဲ့ဝါရိတ္တသီလဒီ2မျိုးခွဲခြားပြီးတော့မြတ်စွာဘုရားဟောတာလုပ်သင့်တယ်ဆိုတာကြတော့ကောင်းကျိုးချမ်းသာတွေရစေနိုင်လို့မြတ်စွာဘုရားလုပ်သင့်အဲ့တော့အထူးသဖြင့်မလုပ်သင့်ဘူးဆိုတာကိုပြညတ်တဲ့အခါမှာမြတ်စွာဘုရားရဲ့အဆုံးအမမှာချွင်းချက်သိပ်မရှိဘူးချွင်းချက်မရှိဘူးကဲစဉ်းစားကြည့်အောင်ပါဏာတိပါဒသူများအသက်ကိုမတတ်ရဘူးပါဏာတိပါဒဝေရမဏိသူများအသက်တတ်ခြင်းမှရှောင်ရမယ်ဆိုတဲ့နေရာမှာဘုရားဟောတဲ့အတိုင်းပြည့်စုံမှတ်သားမယ်ဆိုလို့ရှိရင်သူများအသက်တတ်ခြင်းမှရှောင်တယ်ပထမအဆင့်လူတတ်တဲ့လက်နဲ့တွေပါမိမိထံမှာမထားဘူးဒုတိယအဆင့်ဒီအလုပ်ကိုဆွတ်ဆုတ်တယ်ယွန်းရှာတယ်တတိယအဆင့်တရားတွေအလုံးကိုကျင်နာတယ်တနာတယ်မေတ္တာထားတယ်သရုပ်ထအဆင့်ဟောဒီလိုရှိတယ်နော်အဲ့တော့စတုထအဆင့်ထိအောင်လိုက်နာမှဒီသိက္ခာပုဒ်ကပြည့်ပြည့်စုံလုံးမယ်ပေါ့အဲ့ဒါလို့မဟုတ်လို့ရှိရင်ဒီများတဲ့တတ်ချင်းမတော့ရှောင်ပါရဲ့ကိုယ်ထိလာလို့ရှိရင်ခုခံမယ်ဆိုတဲ့စိတ်ကူးနဲ့ထားမယ်ဆိုလို့ရှိရင်မပြောကြတော့ဆိုကိုယ့်ကိုကာကွယ်တဲ့အနေနဲ့ဆိုတဲ့ခေါင်းစည်းလေးအောက်မှာလောက်ကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ရောက်တော့ပြန်နော်ကိုယ့်ကိုကာကွယ်တယ်ကိုယ့်ကိုကာကွယ်ခွင့်ရှိတယ် human right ပေါ့လူတွေမှာကိုယ့်ကိုကာကွယ်ခွင့်ရှိတယ်ဆိုပြီးတော့မကောင်းမှုကောင်းမှုတို့လှုပ်ဖို့တစ်ဖက်ကခွင့်ပေးထားတယ်လို့ဖြစ်တယ်မြတ်စွာဘုရားမှာတော့ချွင်းချက်မရှိဘူးပါဏာတိပါဒဆိုသေစီလူတဲ့စိတ်နဲ့လှုပ်တာမှန်သမျှအပြစ်ပဲဒီလိုဆိုအပြစ်ပဲ
ဒီနေရာမှာပါဏာတိပါဒမှာတချို့ဘာသာတရားတွေရပါဏာတိပါဒဟာချွင်းချက်မရှိမဟုတ်ဘူးချွင်းချက်ရှိတယ်တတ်ကောင်းတယ်လို့သတ်မှတ်ထားတာတွေရှိတယ်ဘုရားမြတ်စွာလက်ထက်တော်ခါကာလတုန်းကပါဏာတိပါဒနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့သူများတဲ့တတ်ခြင်းမှရှောင်ကျင်မှုဆိုတဲ့နေရာမှာနယ်ကန့်တတ်ထားတာရှိသေးတယ်ယူဇနာတရားအတွင်းကတရားဝါကိုမတတ်ရဘူးတဲ့တယူဇနာအတွင်းကတရားဝါကိုမတတ်ရဘူးဟိုးဘက်ကိုတတ်လို့ရတယ်ဆိုတော့သူကခွင့်ပြုထားတဲ့ပုံစံမျိုးဖြစ်တပိုင်းကခွင့်ပြုထားတပိုင်းကလောက်ကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်မြတ်စွာဘုရားမှာတော့ခွင့်ပြုချက်မရှိဘူးဒီလိုမျိုးဟာပါဏာတိပါဒသိက္ခာပုဒ်နဲ့ပတ်သက်ပြီးချွင်းချက်မရှိဘူးချွင်းချက်မရှိသည့်အတွက်ကြောင့် intentionally killing စိတ်ပါလက်ပါသေးစီလိုတဲ့စိတ်နဲ့တတ်တာမှန်တယ်မြတခြားဘာရည်ရွယ်ချက်နဲ့ပဲတတ်ပြည့်ရှိတာမှာကိုယ်အိမ်လာတဲ့လူကိုကြွေးခြင်းလို့မွေးခြင်းလို့တတ်တာလားပြည့်ရှိဒီလိုဆိုလိုတာဘယ်လိုရည်ရွယ်ချက်နဲ့တတ်တစ်ဖက်ကိုတတ်တယ်ကိုယ့်ကိုကာကွယ်လို့တတ်တယ်ဆိုလဲတတ်တာပြည့်ရှိတာပဲဒီလိုဆိုတယ်နော်အဲ့တော့ဘုရားရဲ့အဆုံးအမမှာပါဏာတိပါဒမကောင်းမှုအကုသိုလ်ကဒီပြစ်မှုနဲ့ပတ်သက်လာတဲ့အခါမှာချွင်းချက်မထားဘူးမြတ်စွာဘုရားပြည့်ပြည့်စုံစုံဟောတယ်ဘာဖြစ်လို့ချွင်းချက်မထားသလဲဆိုရင်လှုပ်ရင်အပြစ်ရှိလို့ပဲမြတ်စွာဘုရားကတရားတွေတဏ္ဍာမှာအပြစ်မဖြစ်စေခြင်းဘူးဒါကြောင့်မို့ရှောင်မို့ပြောတာတဘာဝအပြစ်ထန်သတ်မှတ်ပါပဲမိမိကိုယ်တိုင်ကဘယ်လိုစင်ကြီးတွေပေးတဘာဝဆိုတာစင်ကြီးတက်လို့မရဘူးလေစင်ကြီးတက်လို့မရဘူးမိကိုကင်ပြီးတော့မဖြစ်လို့ကင်ရပါတယ်မပူပါနဲ့လို့ပြောလို့ရမလားမရပါဘူးဗျာရနိုင်ဘူးဘယ်ဟာပဲဖြစ်ဖြစ်တဘာဝတရားစင်ကြီးတက်ပြီးလုပ်လို့မရဘူးအဲ့ဒါကိုမြတ်စွာဘုရားချွင်းချက်မရှိဟောတာထို့တူပဲအရိဏဒါနဆိုတာသူများမပေးတဲ့ပစ္စည်းကိုယူတယ်ဆိုတဲ့နေရာမှာမြန်မာလူပြန်တဲ့အခါမှာခိုးတယ်ဆိုတဲ့အဓိပ္ပာယ်ပါသည့်အတွက်ကြောင့်တခိုးသာလင်အရိဏဒါနအမှုတွေပါဝင်ပတ်သက်နေတယ်လို့ဖြစ်တယ်ဓမြဆိုတာရှိတယ်အနုချမ်းစည်းတာဆိုတာရှိသေးတယ်လိန်ယူတာဆိုတာရှိတယ်နော်လိန်ယူတာအနိုင်ကျင့်ယူတာမသိပနာယူလိုက်တာခိုးမသိခိုးလိုက်တာဒါတွေရောပြစ်မရှိဘူးလားဆိုရှိတယ်ပြစ်မရှိပြစ်ရှိဘယ်လိုနည်းနဲ့ပဲလှုပ်အပြစ်ရှိအဲ့တော့အရိဏဒါနနဲ့ပတ်သက်လာလို့ရှိရင်သူများပိုင်တဲ့ပစ္စည်းဆိုတာလဲဟောရမယ်သူများပိုင်တယ်ဆိုတာကိုလဲသူများပိုင်လို့လည်းပဲစိတ်ထဲမှာသိထားတယ်ခိုးလို့တဲ့စိတ်လည်းရှိတယ်ခိုးဖို့လည်းကြိုးစားတယ်ခိုးလည်းခိုးလိုက်တယ်ဆိုရင်ပြစ်မှုကျူးလွန်ပြီးသားဖြစ်သွားလို့ဆိုတာပေါ့အဲ့ဒီခိုးမှုနဲ့ပတ်သက်ပြီးတော့အင်တမတ်သိမ်မွေ့တယ်ပေါ့တချို့ခိုးတာခိုးမှတော့မသိအောင်ခိုးသွားတယ်သိမ်မွေ့တယ်အဲ့ဒါကြောင့်မို့လို့ဝိနည်းကျမ်းကမှာအဓိကကတော့ယဟန်တန်ဃာတွေကိုပြည့်ညတ်တဲ့အနေနဲ့မြတ်စွာဘုရားပြည့်ညတ်တာသို့သောယဟန်တန်ဃာဆိုတာမြတ်စွာဘုရားရဲ့အနိကနေထိုင်တဲ့တပည့်တွေဖြစ်သည့်အတွက်ကြောင့်အဗ္ဗဓမ္မစင်ကြယ်တန်ရှင်းတဲ့အနေအထားမျိုးရှိရမှာဖြစ်တယ်လိုက်နာကျင့်သုံးကြရမှာဖြစ်ဒါကြောင့်ယဟန်တန်ဃာတွေကပို့ပြီးတော့အလေးနဲ့ထားပြီးတော့ကျင့်သုံးရမှာကျင့်သုံးဖို့ဆိုတာမြတ်စွာဘုရားခိုးခြင်း25ပါးလို့ဆိုတာဘုရားမြတ်စွာတိုက်ရိုက်ဟောတာမဟုတ်ဘူးအထက်ကရာဆရာကနေပြီးတော့ကောင်းထုတ်ချက်ချပြီးတော့ပါဠိတော်မှာပါတာတွေကိုကောက်ချက်ချပြီးတော့ခဏတက်လိုက်တဲ့အခါမှာခိုးခြင်း25မျိုးလို့ဒီလိုဖော်ပြတာဒါကသုတ်တံပါဠိတော်မှာလာတဲ့အရာတွေမဟုတ်ဘူးသုတ်တံပါဠိတော်မှာလာတာတော့ချိန်စင်လဲတို့တင်းစင်လဲတို့လိန်ယူတာတို့ညာယူတာတို့အဲ့လိုဟာမျိုးတွေရှိတယ်ပေါ့ဝီနီးမှာတော့ခိုးခြင်း25ပါးဆိုပြီးတော့တစုတစည်းတဲ့ဖော်ပြထားတာရှိတယ်အဲ့ဒါလည်းပဲမှတ်တဲ့မှတ်ထိုက်တာဖြစ်သောကြောင့်ခိုးတယ်ဆိုကြတဲ့ကမစင်ကြယ်တဲ့အနေအထားမျိုးရှိတယ်ဒါကြောင့်မို့အာရိဏဒါနာကို
ဝိရတောသူတော်ပစ္စည်းကိုရယူခြင်းမှလို့တမန်ပေးရခိုးယူခြင်းမှမဟုတ်သူတော်ပစ္စည်းကိုရယူခြင်းမှသူတော်ပစ္စည်းဖြစ်နေရဲ့တန်းနဲ့သူများပစ္စည်းကိုယူတာသူများပစ္စည်းကိုရယူခြင်းမှရှောင်နေဒိဏဓာယီဒိဏပါတိကိဉ္ခိသူများရောအင်းဆိုပြီးတော့ခွင့်ပြုပြီးတေချာပေးတာကိုမှယူတယ်ဒိဏပါတိကိဉ္ခိပေးတဲ့ပစ္စည်းကိုသာအလိုရှိတယ်မပေးတာဆိုရင်သူများပိုင်ပစ္စည်းဆိုရင်ညက်ဝချမ်းစိတ်ကစမယူဘူးလို့ဒီလိုဆိုအထေနေနသူစိဗုတေနအတ္တနာပစ္စည်းနဲ့ပတ်သက်လာရင်အလွန်တန်ရှင်းစင်ကြယ်သူများပစ္စည်းဆိုရင်အလွန်တန်ရှင်းမထီဘူးမတို့ဘူးအခုခေတ်မှာလဲတကယ်တော်တဲ့ပုဂ္ဂိုလ်လေးတွေတခါတလေဆုချသူများပစ္စည်းယူတာပေမဲ့လို့မယူတာဘူးမယူဘူးပိုင်ရှင်ထံပြန်အပ်တယ်ဆိုအလွန်မွန်မြတ်တဲ့စေတနာတစ်ခုပဲအလွန်မြင့်မြတ်တဲ့စိတ်ထားလို့ဒီလိုပြောရမယ်အဲ့ဒီမှာသူတော်ဘာမေ့နေတဲ့ပစ္စည်းနော်သူတော်ဘာမေ့နေတဲ့ပစ္စည်းကိုသူများပစ္စည်းမှန်သိလျက်နဲ့ပိုင်ရှင်မှမသိတာငါယူမယ်ငါ့ကိုဘယ်လိုနည်းနဲ့မှရှာတွေ့မှာမဟုတ်ဘူးဆိုရင်ခိုးခြင်းမဲ့တာလေခိုးခြင်းမြောက်သွားတယ်အေးဒါကြောင့်မလို့ခိုးခြင်း25ပါးတတိပြုရှောင်ရှားဖို့ခိုးခြင်း25ပါးကိုဝိနည်းထေရတွေမှာရှင်းပြထားတဲ့အတိုင်းနောက်ရက်တွေမှာဆက်လက်ပြီးတော့ဟောကြားပေးမယ်။ရဟန်းတော်တွေနဲ့ပတ်သက်ပြီးတော့ဘာဖြစ်လို့မြတ်စွာဘုရားဟာဒီအဒိဏဒါနသိက္ခာပုဒ်ကိုပြညတ်ခဲ့ရတယ်လေ။မြတ်စွာဘုရားပထမဝါ20ဖျားဖြစ်ပြီးတဲ့နောက်ဝါ20ဆိုတာတက်တော်54နှစ်အတွင်းကရဟန္တာငါအတွင်းမှာအလွန်အပြစ်ကင်းကြနေကြထိုင်ကြတာအလွန်အပြစ်ကင်းတယ်။ဘာဖြစ်လို့လဲဆိုတော့တန်ခါလည်းသိမ့်မများဘူးအများကြီးမဟုတ်ဘူးဝင်လာတဲ့ပုဂ္ဂိုလ်တိုင်းဟာလည်းကိုချင်းတရားကောင်းမွန်ကြတဲ့ပုဂ္ဂိုလ်တွေမကြခင်ပဲယဟန္တာဖြစ်သွားတာတို့ဒီလိုပုဂ္ဂိုလ်မျိုးတွေများတယ်သိက္ခာပုဒ်ဥရိစီကံတွေလည်းနည်းသေးတယ်ဒါကြောင့်မို့မြတ်စွာဘုရားကတခါတော့ကမိန့်ကြားတယ်တစ်ချိန်တုန်းကငါရဲ့တန်ခါပရိသတ်ဟာအလွန်ကျေနပ်စရာကောင်းခဲ့တယ်လို့ဒီချိန်ဟာဝါရော20ကျော်လာတဲ့နောက်ပိုင်းကျပြစ်မှုတွေဟာတစားတစားများလာသည့်အတွက်ကြောင့်ဘုရားရဲ့တပည့်သားတွေကတောင်ညှဉ်းညူပြီးတော့ပြောကြရတဲ့အနေအထားမျိုးတွေဖြစ်လာဘယ်လိုဖြစ်လာတော့ဆိုရှင်းတော့ကမလုပ်ရဘူးလို့ပြညတ်တဲ့ဥပဒေတွေအလွန်လဲတယ်တဲ့ယဟန္တာဖြစ်ပြီးတရားဓုတရားမြတ်ရသွားတဲ့ပုဂ္ဂိုလ်တွေကအလွန်များတယ်ဒီလိုပြောကြအခုနောက်ပိုင်းရောက်လာတဲ့အခါမှာတဲ့ဥပဒေစည်းကမ်းတွေကများလာပြီးတော့ယဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်ကနည်းသွားတယ်ဒီဟာနှစ်ခုချိန်ကြည့်ပြီးတော့ပြောကြဥပဒေဘက်ကတော့တိုးတက်လာတယ်သို့တော်တရားဓုတရားမြတ်ရတာတွေနည်းလာတယ်လို့ဆိုတော့အကောင်းဘက်ကယော့သွားပြီးအဆိုးဘက်ကတက်လာတဲ့သဘောဖော်ပြချိန်ခွင်နှစ်ဖက်မှာလိုပဲနှစ်ခုဆက်ထားတဲ့အဆိုးနဲ့အကောင်းမြတ်စွာဘုရားပွင့်ပြီးကစအနှစ်20တက်တော်54နှစ်ရွယ်ထိအောင်တန်ခါအပိုင်းဝိုင်းမှာပြောเสียဟာတစ်စုံတစ်ခုမရှိတော့အောင်ကောင်းကြတယ်သာသနာပေါင်းရောက်တဲ့ပုဂ္ဂိုလ်တွေလည်းမကြခင်တရားဓုတရားမြတ်ရကြတယ်သိက္ခာပုဒ်တွေလည်းများများဆဆပြညတ်ခြင်းမရှိဘူးမြတ်စွာဘုရားကိုယ်တိုင်ကိုကဒီလိုသိက္ခာပုဒ်တွေများများဆဆပြညတ်ဖို့မလိုဘူးမလိုတာကိုမလုပ်ဘူးမြတ်စွာဘုရားမလိုတဲ့အလုပ်ကိုမလုပ်ဘူးချွတ်တင်ပြီးတော့ပြညတ်တာလွန်နေတယ်မရှိဘူးမဟုတ်ဘူးရှိတော့ရှိရဟန်းတန်ဃာတွေမှာပြစ်မှုပေါ်လာပြီဆိုတော့မှချွတ်တင်ပြညတ်တာမျိုးမရှိပဲနဲ့ပြစ်မှုကိုဟန်တားတဲ့အနေနဲ့သိက္ခာပုဒ်တွေပြညတ်တာဥပဒေတွေပြညတ်တာ
တခါတော့ရှင်သာရိပုတ္တမြတ်စွာဘုရားဖြစ်ပြီး12ဝါမြောက်မှာရှင်သာရိပုတ္တရာကလျှောက်ဘူးတယ်ဘုရားဖြစ်ပြီးတဲ့နောက်12ဝါလောက်12နှစ်ကြာတဲ့အခါမှာသူစဉ်းစားတယ်ဘယ်ဘုရားသာသနာတွေဟာကြာရှည်စွာတည်ပြီးတော့ဘယ်ဘုရားရဲ့သာသနာတွေကကြာရှည်စွာမတည်တယ်လဲတည်တာဘာကြောင့်လဲမတည်တာဘာကြောင့်လဲစဉ်းစားပြီးတော့မြတ်စွာဘုရားကိုဒီမေးခွန်းမေးတဲ့အခါမြတ်စွာဘုရားဖြေတယ်ဝိပဿိတိခိဝိတ္တဘူးဆိုတဲ့ဘုရားသုံးစုရဲ့သာသနာကြာရှည်စွာမတည်ဘူးတဲ့10လောက်ပဲ20လောက်ပဲအလုံးကကုတ္တနာကောဏဂမနကတ္တဗဘုရားသုံးစုရဲ့သာသနာကြာရှည်စွာတည်တယ်50တည်တယ်လို့ဒီလိုဆိုအဲ့ဒီမှာဘာကြောင့်ကြာရှည်စွာမတည်တယ်လဲလို့ဆိုတာကြတော့ဝိပဿိတိခိဝိတ္တဘူမြတ်စွာဘုရားလက်ထက်မှာလူတွေကတက်တန်းရှည်ကြသည့်အတွက်ကြောင့်သိက္ခာပုဒ်ပြညတ်ဖို့မလိုအပ်ဘူးမလိုအပ်သည့်အတွက်ကြောင့်မြတ်စွာဘုရားတတိပေးုံလောက်ပဲတတိပေးတယ်ဘုရားပြိဋိဘံစံသွားပြီဘုရားလက်ထက်တပိတာဝကကြီးတွေမရှိတော့တဲ့နောက်ဟာကျိုးနဲ့တီကုံးထားတဲ့ပန်းပွင့်တွေလွင့်ကုန်တယ်လို့ပဲနောက်ဆက်မျိုးဆက်တစ်တွေဟာမကြခင်မဲ့သာသနာကွယ်သွားအောင်ဖြစ်သွားစေတယ်အကြောင်းကတော့ဥရိပညတ်ချင်းဆိုတဲ့ပတ်မွင့်တွေကိုကျိုးနဲ့တီကုန်းတာနဲ့အလားတူတယ်နော်ဥရိပညတ်ပြီးတော့စီကံတကြလှုပ်ထားခဲ့တာမရှိသည့်အတွက်ကြောင့်သာသနာတူတယ်လို့သူတို့ဆိုတာကကုတ္တနာကောဏဂမနကတ္တဗဘုရားသုံးစုရဲ့သာသနာကြတော့ကြာရှည်စွာတည်တယ်ဘာဖြစ်လို့တည်လဲဥရိတွေနဲ့ထိမ့်ပေးထားခဲ့တယ်ထိမ့်ပေးထားသည့်အတွက်ကြောင့်မြတ်စွာဘုရားမရှိတဲ့နောက်မြတ်စွာဘုရားလက်ထက်ပွားတပည့်ကြီးတွေမရှိတဲ့နောက်မှာလဲဒီဥရိစည်းကမ်းတိုင်းလိုက်နာပြီးတော့မျိုးဆက်တစ်တွေဟာဥရိစည်းကမ်းအရာလိုက်နာဆောင်ရွက်သွားကြသည့်အတွက်ကြောင့်သာသနာရှိစွာတည်တယ်လို့ဒီလိုမြတ်စွာဘုရားဖြေတဲ့အခါရှင်သာရိပုတ္တရာကတပည့်တော်တို့အခုလက်ရှိမြတ်စွာဘုရားရဲ့သာသနာလဲကြာရှည်စွာတည်ဖို့အတွက်ဥပရိတိပြည့်ညတ်တော်မူပါသိက္ခာပုဒ်ပြည့်ညတ်တော်မူပါလို့တောင်းပန်တယ်ဆိုတော့မြတ်စွာဘုရားကသာရိပုတ္တရာအချိန်မကြာသေးဘူးတဲ့တန်ဃာတွေထဲမှာဘာပြဿနာမှမဖြစ်ဘူးတဲ့ဖြစ်လာပြီဆိုတဲ့အခါမှာအဲ့ဒီပြဿနာတွေကိုတားဆီးဖို့ဥပရိဆိုတာလောက်ရတာဒါမြတ်စွာဘုရားရဲ့ဆုံးမချက်ပဲနော်ဥပရိကြိုတင်လှုပ်ထားလို့ရှိရင်ဘာဖြစ်လဲသုံးမရတာမျိုးဖြစ်လာတတ်တယ်လေဥပရိဆိုတာတစ်ခါကြိုတင်ရေးဆွဲထားလို့ရှိရင်တကယ်လက်တွေ့အကောင့်ထဲပေါ်တဲ့အခါဒုက္ခတွေရောက်လာတာမျိုးတွေဖြစ်တယ်အဲ့ဒါကြောင့်မြတ်စွာဘုရားကြိုတင်ရေးတာမျိုးကြိုတင်လှုပ်တာမျိုးမရှိဘူးအပြစ်ဖြစ်လာမှတန်ဃာတွေထဲမှာအပြစ်နာစာတွေပေါ်လာပြီဆိုတဲ့အခါမှာဒီဥပရိနဲ့ဟန်တာဖို့လုပ်မယ်တန်ဃာတွေထဲမှာလည်းအပြစ်ဆိုတာဘယ်လိုအချိန်မှပေါ်လာတော့ဆိုရင်တန်ဃာတွေအရေးအတွက်များလာပြီဆိုရင်လည်းပေါ်လာတတ်တယ်တန်ဃာတွေကိုတရားဓမ္မကြီးညိုမှုတွေများလာလို့ကြောင်းကံဆုံးကွန်းတွေပေါ်လာပြီဆိုလို့ရှိရင်လည်းပေါ်လာတယ်ဆိုလို့ရှိရင်လည်းအပြစ်တွေဝင်လာဖြစ်လာတတ်တယ်စာပေတွေသင်ကြားပြီးတော့စာတွေသိတက်ပြီးပညာတွေတက်လာပြန်လို့ရှိရင်လည်းတောင်တွေးမြောက်တွေတွေးပြီးတော့နော်ဘုရားတရားတော်နဲ့ဆန့်ကျင်တာမျိုးတွေထုတ်ဖော်လာတတ်တယ်ဘာဝသေသမဟာတာဒီလိုဆိုတာပေါ့တန်ဃာတွေသိပြီးတော့ဥယျာဉ်များလာပြီဆိုရင်ကြည်ဒီလိုပြဿနာမျိုးတွေဖြစ်လာတယ်တဲ့အဲ့ဒီအခါကျတော့မှဖြစ်ပေါ်လာတဲ့အန္တရာယ်တွေကိုတားဆီးဖို့ဥပဒေဆိုတာလိုအပ်တယ်လို့မြတ်စွာဘုရားကခုချိန်မှာမလိုအပ်သေးဘူးနိရပုဒောဘိက္ခုတံကိုယဟန်တန်ဃာထဲမှာအပြစ်ဆိုတာမပေါ်သေးဘူးဒါကြောင့်မို့မလိုအပ်သေးဘူးပညာမဲ့အချိန်ငါဘုရားသိတယ်လို့ဒီလိုပဲမိန့်ကြားခဲ့ဘူးလေ120ရောက်လာပြီဆိုတဲ့အခါကျတော့အပြစ်တွေကတစားပေါ်လာပြီဆိုတဲ့အခါကျတော့မှသိက္ခာပုဒ်ပညာလိုက်ရအဲ့တော့ယဟန်တော်တွေမှာပရာဇိကသိက္ခာပုဒ်လို့ဆိုတာတွေကိုပြန်တွက်ကြည့်မယ်ဆိုလို့ရှိရင်
နံပါတ်2ကအပြမစရိနံပါတ်1ကအပြမစရိယပဲနော်အပြမစရိယလူတွေတော့ကာမေတုမိစ္ဆာစာရပေါ့နော်ယန္တိကြတော့အပြမစရိယနံပါတ်2ကပါဏာတိပါဒနံပါတ်2ကအာရိဏဒါနနံပါတ်3ကပါဏာတိပါဒနံပါတ်4ကမုဒ္ဒဝါဒအဲ့တော့နံပါတ်5အရက်ကြတော့ရောဆိုအရက်ကြတော့တော့အပြစ်ထဲမှာထည့်မထားဘူးမြတ်စွာဘုရားပြစ်မရှိဘူးပြောတာမဟုတ်ပြစ်ရှိဒီပါရဇိက၄မျိုးကိုကြည့်လိုက်တဲ့အခါမှာနံပါတ်1ကအပြမစရိယနံပါတ်2ကအရိဏဒါနနံပါတ်3ကပါဏာတိပါဒနံပါတ်4ကမုဒ္ဒဝါဒအဲ့ဒီလို၅ပါးသီလပဲတကယ်တော့သို့တော့၅ပါးသီလတဲ့ပို့ပြီးတော့ဟောလေပြောရရှောင်ကျင်ရမယ့်ကိစ္စတွေနဲ့ပတ်သက်လာကန့်သတ်ချက်တွေအဲ့တော့ဒီသိက္ခာပုဒ်တွေပြည့်ညတ်လာရတဲ့အချိန်အခါဆိုတာမြတ်စွာဘုရား120ကျော်လာတဲ့အခါမှာ120ကျော်ပြီဆိုတော့ဘုရား54နှစ်ထဲရောက်တယ်တော့54နှစ်ဒီဘက်ကျမှသိက္ခာပုဒ်တွေကတိုးလာခုအာရိဏရဏနဲ့ပတ်သက်ပြီးတော့သိက္ခာပုဒ်ပြည့်ညတ်တဲ့အခါမြတ်စွာဘုရားဟာရာဇဂိုမြို့အနီးနားကခိစကုတ်ခိစကုတလို့ခေါ်တယ်တောရတောင်ကြောင်ကြီးပေါ်မှာသတင်းသုံးနေတဲ့အချိန်မှာပြည့်ညတ်တာဖြစ်ပုံကတော့ရာဇဂိုမြို့ဆိုတာခိစကုတတို့ပန္နဝတို့ဝေပုံလာတို့ဝေဘာရတို့ဣတိဂိလိတို့တောင်၅ခုတောင်၅လုံးကာခိုရာဇဂိုလို့ဆိုတဲ့အတိုင်းတောင်၅လုံးရှိအဲ့တောင်၅လုံးနားမှာဣတိဂိလိဆိုတဲ့တောင်ကရှေးယသိသူတော်စင်သို့မဟုတ်ပိစိကဗုဒ္ဓတွေတောင်နေထိုင်သွားတဲ့တောင်အင်တမဒီတောတောင်ကခြိုင်ဝမ်းနေကောင်းမွန်ရရောက်တော့မရောက်ဘူးအဲ့တောင်ခေစကုတ်တော်ဘုရားဘူးတွေရောက်ကြတော့သိမှာပေါ့အဲ့ဒီဣတိဂိလိဆိုတဲ့တောင်ကဣတိဆိုတာယသိသူတော်စင်တွေကိုဂိလိဆိုတာမြို့သွားတယ်လို့ဆိုတဲ့အဓိပ္ပာယ်ယသိမြို့တောင်ပေါ့ခုခေတ်ဆိုရင်ယသိမြို့တောင်ဆိုတာတခြားမဟုတ်ဘူးပိစိကဗုဒ္ဓရှင်မြတ်တွေကောင်းကင်ကကြွလာပြီးအဲ့ဒီခြောင်နဲ့ဂျိုက်ကဘာတဲ့ဗယ်လီတဲ့ကိုဆင်းသက်သွားကြတဲ့အခါမှာပျောက်သွားတာအဲ့တော့လူတွေကနေအဝေးကနေလှမ်းကြည့်ပြီးဟာတောင်ကြီးကယသိတွေသူတော်စင်တွေကိုမျိုးနေတယ်လို့ဒီလိုတင်စားပြောတဲ့နေရာကစပြီးဣတိဂိလိနဲ့ဖြစ်နေဒါကြတော့မမြင်ဘူးဝင်သွားတာပဲမြင်ကြတယ်အဲ့ဒါကြောင့်မို့ဣတိဂိလိဆိုတဲ့နာမည်တွင်သွားတာတဲ့တခါတည်းကလူဆိုတာမြင်တာလေးကိုကြည့်ပြီးခေါ်လိုက်တာလေမဟုတ်တော့မြင်တဲ့အချိန်လေးသတ်မှတ်တယ်ဥပမာရှင်နဲ့ညွန်နဲ့ကပေါက်တဲ့ကြာပန်းကိုမြင်တဲ့အခါကျတော့ပင်ကစားလို့ကြာပန်းကိုခေါ်လိုက်တာရှင်နဲ့ကပေါက်တဲ့အပင်ဆိုဒါဖြင့်ရှင်နဲ့ပေါက်တာကြားတယ်လားလို့ဆိုဘယ်ဟောတော့ကစွန်းတို့ဟင်းညံ့တို့ကြံတဲ့ပင်တွေလည်းပဲဒီရွှွညွန်နဲ့ပေါက်တာတွေကြီးပဲလို့ဒါပေမဲ့အဲ့ဒါတွေကိုပင်ကစားမခေါ်ဘူးဆွဲပြီးတော့ခေါ်လိုက်တာဒါတွေကိုရုံလီစကားလို့ခေါ်တယ်ရုံလီဆိုတာလူတွေရဲ့နှုတ်မှာတွင်သွားတာဒီစကားလုံးအခုလဲဣတိဂိလိဆိုတဲ့နာမည်ကြီးကတွင်သွားတယ်အဲ့ဒီဣတိဂိလိတောင်နံပါတ်မှာတငယ်ချင်းယဟန်တော်တွေတူနဲ့တူတွေ့ပုံလို့ခင်မင်ကြတယ်အတူတကွဆွမ်းခံစားကြတယ်ယဟန်တော်တွေအချင်းချင်းတန်ဋိဋ္ဌသမ္မတ္တမိတ်ဆွေယဟန်တော်တွေဟာဝါရွေးရောက်လာပြီဆိုလို့ရှိရင်တရားဓမ္မအထောက်ဖို့အတွက်စိတ်ကြိုက်နေရာမျိုးတွေကိုရွေးချယ်ကြအတန်တိတ်ဆိတ်ရမယ်မချင်နေနေရမယ်သွားလာတဲ့လူတွေရှုပ်ထွေးမှုတွေမရှိစေရဘူးဆွမ်းခံလို့ရလွယ်ရမယ်ဆိုတဲ့နေရာမျိုးရွေးကြအဲ့တော့ဣတိကိလိတောင်နံပါတ်မှာသူတို့ရွေးပြီးတော့မလုပ်တော့ဆိုတည့်ရမိုးကြောင်းလေးတွေဆောက်ကြနေပြည့်ုံလေးတွေပါကျောင်းမပိုင်ရင်ဝါဆိုလို့မရ
တကားရွက်တတ်ထားတဲ့ကြောင်းကလေးတွေဖြစ်ရမယ်ဘာနဲ့ပဲတတ်တာလျှော်နဲ့ပဲချီထားတာနော်အလုံးချုံတကားရွက်နဲ့အမိုးနဲ့တပားထိုင်ုံလေးကြောင်းကလေးတွေကမ္ဘာကြောင်းလေးတွေပေါ့ခုခေတ်အဲ့ဒီလိုကြောင်းလေးတွေဆောက်ပြီးတော့ဒီဝါလေးတွေကိုပြစ်ကလေးတွေပေါ်မှာထိုင်လေးတွေထူလို့အကာယံလေးလှုပ်လို့အမိုးလေးလှုပ်ပြီးအဲ့လိုနေကြတကယ်ချင်းရဟန်းနေဣတိဂလိတောင်နံပါးမှာအဲ့လိုနေကြပြီးတော့ဝါကျွတ်တဲ့အခါကျတော့ထုံးစံရှိတယ်ကိုနေတဲ့နေရာကိုပြစ်စလက်ခတ်ဒီတိုင်းမပြစ်ခဲ့ရအောင်ယဟန်တန်ကသေနသနာဝတ်ဆိုတာရှိတယ်မပြစ်ခဲ့ရဘူးဘာလို့ ရလဲဆိုရင်ဝါလေးတွေတိခက်လေးတွေအကုန်လုံးဖြုတ်ပြီးတော့အောက်ကခုံကလေးတွေပါလေးတွေခံချလေးပါလေးလွတ်အောင်နောက်ထပ်လာပြီးနေခြင်းတဲ့ပုဂ္ဂိုလ်ရှိရင်လည်းအစဉ်သင့်ကောက်ဆောက်ပြီးနေလို့ရအောင်တိမ့်ထားခဲ့ရတဲ့နော်ဒါသူတို့ခေတ်ကလိုက်နာတယ်ကျောင်းလေးကိုဖြက်ပြီးတော့တေးသေးချာတိမ့်ထားလိုက်ကြတယ်တိမ့်ထားပြီးတော့ခရီးထွက်သွားကြရောဝါရင်းလေးမှလည်းဝါဆိုပြီးတော့ခရီးထွက်ကြတယ်အဲ့ဒီထဲမှာလူဘဝတုန်းကအုတ်လုံငန်းလှုပ်တဲ့မိဘကမွေးတဲ့ဓနိယဆိုတဲ့ကိုတော်လည်းပါလာဓနိယကိုတော်တော့သူများတွေခရီးထွက်သွားသူလိုက်မသွားဘူးအဲ့ဒီဣတိဂလိမှာပဲဆက်နေရတယ်ခုနလိုတည်းရဲ့မိုးကြောင်လေးဆောက်ပြီးသူဝါရဲမှာနေဝါကျွတ်တဲ့အခါကျတော့ကျန်တဲ့ကိုတော်လေးနေသွားတဲ့တိခက်တွေတိရွက်တွေထင်းနေဝါတွေအဲ့ဒါတွေကိုတောထဲမှာလိုက်ပြီးတော့ထင်းရှာတဲ့လူတွေကအကုန်ယူသွားကြသူကလည်းသူတည့်ရမိုးကြောင်လေးဆောက်ပြီးတော့သူနေတာသူကတော့ခရီးမထွက်ဘူးဒီမှာပဲနေမြို့ဆုံးဟန်သွားနေပြီဆိုရင်သူကြောင်လေးဖြက်ယူသွားကြတာလေလူတွေကပထမတစ်ကြိမ်လည်းဒီလိုဖြက်ယူသွားတယ်ဒုတိယတစ်ကြိမ်လည်းဖြက်ယူသွားတတိယကြိမ်ပြန်ဆောင်းလိုက်ဖြက်ယူသွားလိုက်မရှိခင်ဖြက်သွားတာဆိုတော့လည်းခက်ကြီးပေါ့နော်ဆုံးဟန်သွားနေတော့ပြန်လာရင်ကြောင်းမှမရှိတော့ထင်းခွေတဲ့လူတွေယူသွားကြကုန်အဲ့ဒါနဲ့သူကဘာစိတ်ကူးတော့ဆိုရင်သူတို့ဖြက်မယူရနိုင်အောင်ငါစာအုပ်ဆောင်မှဖြစ်မယ်၃ချိန်တိငါမှဖြက်ခံရရပြီအဆောင်လည်းမရှိဘူးဆုံးခံသွားရင်ဖြက်စီခံရရတယ်အဲ့တော့ငါလူဘဝတုန်းကအိုးဖုတ်တဲ့အတတ်ကောင်းတတ်တယ်အိုးလုပ်ငန်းကိုကောင်းတတ်တယ်အဲ့ဒါလို့တတ်ခဲ့သည့်အတွက်ကြောင့်မြေတရွတ်နဲ့မှန်ပြီးတော့တပ္ပမတ္တိကမယဆိုအလုံးဟာမြေနဲ့ကြီးပဲတိဆောက်ထားတဲ့တဲတလုံးကိုသူလုပ်မယ်မြေသားကုဋ္ဌိအိန္ဒိယနိုင်ငံမှာမြေကြီးတဲ့နေတာတွေရှိတယ်နော်မြေနဲ့ပဲဆောက်ထားတာကောင်းလို့ဒါပေမဲ့သူတို့ကမီးမဖုတ်ဘူးခုတဏိယယဟန်ကတော့သူစိတ်ကူးရတယ်ထင်းနေဆိုရင်လူတွေကဖြုတ်ယူသွားတယ်ငါဒီတခါတော့မဖြစ်ဘူးဆိုပြီးတော့ဆောက်မယ်ငါလည်းဒီအတက်ကိုကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်တယ်ဆိုပြီးတော့မြေစည်းမြေညက်တွေရှာပြီးတော့ကြာနာနယ်ပြီးတော့နေတာလောက်အောင်နေလောက်အောင်လှိုင်ကူလေးလို့ကြောင်းကလေးတစ်ခုဖြစ်အောင်လုပ်တယ်အခုမြန်မာနိုင်ငံပြည်မှုလွင်တို့မိုးကုတ်တို့မှာရှိတဲ့နည်းနည်းတောပိုင်းကြတဲ့နေရာမှာနေရတဲ့ဂေါ်ရခါလူမျိုးတွေဆောက်ပြီးနေတဲ့အိမ်မျိုးလေးမြေနီတရွတ်နဲ့ဆောက်တယ်သူတို့ကအတွင်းထဲကဝါးလေးကပ်ပြီးတော့မြေနီတရွတ်နဲ့ဆောက်တဲ့အိမ်လေးတွေရှိတယ်နော်မြေနဲ့ဆောက်ထားတဲ့အိမ်မြင်ဘူးရင်ဘုန်းကြီးတို့ကြောင်းထားတဲ့တဆောင်ရှိအဲ့ဒါလို့ကမ္မထမ်းထိုင်ဖို့ဆိုပြီးခြံတစ်ခြံကလှုပ်ထားတာရှိတယ်ပေါ့အခုရှင်တဏိယကလည်းအဲ့ဒါမျိုးသူကမ္မထမ်းထိုင်ဖို့ဆိုပြီးတော့သဘောမှာတော့အိုးကြီးမှောက်ထားသလိုအိုးကြီးလို့အမိုးရောပါရောအကုန်လုံးလှုပ်လူဝင်ပေါက်ကလေးတစ်ခုထက်ပရင်းပေါက်ကလေးထက်ပြီးတော့မြေနီတရွတ်နဲ့ကြာနာမြေစည်းတွေနဲ့အိုးကြီးမှောက်ထားတဲ့သဏ္ဍာန်မျိုးတဲတစ်ခုဆောက်ပြီးတဲ့အခါမှာအနားမှာရှိတဲ့သစ်ရွက်တွေသစ်ခက်တွေသစ်ကိုင်းတွေ
အတွင်းထဲမှာလည်းထက်အပေါ်ကလည်းအုပ်ဖုတ်တယ်လို့ဖုတ်လိုက်တဲ့အခါကျတော့ခါသူ့ရဲ့မြေသားနဲ့တိဆောက်ထားတဲ့အဆောက်အဦလေးကရဲမဲ့ပြီးအုပ်ရောင်ပေါက်လာတယ်အုပ်ရောင်ပေါက်လာတယ်လူဝင်ပေါက်ကလေးရဲ့ပြင်းပေါက်ကလေးတွေရဲ့ပါသည့်အတွက်ကြောင့်လေပေါက်ကလေးတွေသူထည့်ထားသည့်အတွက်ကြောင့်အဲ့ဒီလေပေါက်ကလေးတွေကလေတိုးလိုက်တာနဲ့တပြိုင်တည်းတဝီဝီတရှိရှိလေးတွေမြည်နေတယ်လို့ဆိုတာပဲသူကြည့်လိုက်ရင်လည်းရဲပြီးတော့အဝေးကနေလှမ်းကြည့်ရဲနေအုပ်ရောင်ရဲနေနေတဲ့အဆောက်အဦလေးတစ်ခုသူလှုပ်တယ်လှုပ်ပြီးတော့အဲ့ဒါလေးနေတနေ့ကျတော့မြတ်စွာဘုရားဂိဇ္ဇကုတ်တောင်ကဆင်းတယ်ဂိဇ္ဇကုတ်တောင်ကနေလှမ်းကြည့်ရင်အဲ့ဒီဣတိကိလိတောင်ကိုမြင်ရတယ်အဆင်းမှာမြတ်စွာဘုရားလှမ်းကြည့်လိုက်တဲ့အခါနောက်ကလိုက်လာတဲ့ယဟန်တွေကိုမေးတယ်ကြည်သာဟိုနားကရဲလေးဘာလေးလဲရဲလေးကဘာလေးလဲဆိုတော့တနည်းတိဆောက်ထားတဲ့ကမ္မထာကြောင်းလေးအကြောင်းကိုရှောက်ကြတာပေါ့နော်ရှောက်ကြတဲ့အခါကျတော့မြတ်စွာဘုရားဒါမတော်ဘူးမလုပ်သင့်ဘူးဘာလို့မလုပ်သင့်ဘူးလို့သတ်မှတ်တာတော့ဆိုရင်မြေတွေတူးတဲ့အခါမှာတိရစ္ဆာန်တွေဒုက္ခပေးလိမ့်မယ်သိရွက်တွေသိကိုင်းတွေနဲ့ဖုတ်တဲ့အခါမှာလည်းဒုက္ခပေးတယ်ယဟန်တန်ဃာဆိုတာသိကိုင်းသိခက်လည်းခေါ်ရတာမဟုတ်ဘူးလေအဲ့တော့ဒါတွေလှုပ်ခြင်းအဖြစ်တရားတွေပေါ်မှာမတနာရရောက်နောက်လူတွေလည်းအတူယူပြီးတော့ဒါမျိုးတွေလှုပ်ကုန်လိမ့်မယ်ဆိုယဟန်တွေကိုပြောအဲ့ဒီဟာသွားဖြတ်လိုက်ကြပါမထားနဲ့ထားရင်နောင်မျိုးဆက်သစ်တွေကအတူယူကုန်လိမ့်မယ်ဆိုပြီးမြတ်စွာဘုရားသွားဖြတ်ခိုင်းတာယဟန်တွေလည်းသွားပြီးဟိုလဲရောက်ရောခဲတွေနဲ့ထုထုတ်တွေနဲ့ရိုက်ဖြိုချပစ်လိုက်အဲ့ဒါလို့တုံးဖြက်စီးနေတဲ့အချိန်မှာရှင်တဏိယကခလန်းလန်းကတစ်ပင်အောက်ကကြားတော့လာတယ်ဟာကိုတော်တို့ဘာဖြစ်လို့တပည့်တော်အကြောင်းဖြတ်တာတော့မြတ်စွာဘုရားကဖြတ်ခိုင်းလိုက်တာလို့ဆိုဩဘုရားဖြတ်ခိုင်းရင်လည်းဖြတ်ကြပါဆိုသူเจ้าလေးဖြိုဖြက်ပလိုက်ကြတာခဏလေးအတွင်းအဲ့ဒါနဲ့တင်ပြီးသွားလားဆိုနေစာအကြောင်းမရှိဘူးလေသူတော်တယ်လည်းနေခြင်းနဲ့နေစာအကြောင်းလည်းမရှိတော့ဒီကိုင်းတိခဲဝါနဲ့ဆောက်တဲ့အခါကျတော့ထင်းခွေသမားတွေကယူကုန်အသားအခုလိုအုပ်လို့ဖုတ်ပြီးတော့မြေညက်ကျောင်းဆောင်မြေညက်ကုရီဆောက်တဲ့အခါကျလည်းဘုရားကမကြိုက်လို့ဖြတ်ခိုင်းတယ်ဆိုတော့သူခေါင်းရှုပ်တယ်ပေါ့နော်အသားဒီအမိုးကြောင့်လည်းပဲသုံးခါဖြတ်ခံရတယ်အခုမြေညက်ကုရီကိုလည်းဖြတ်ခံလိုက်ရပြီအဲ့တော့ငါဘာလုပ်ရင်ကောင်းမလဲစဉ်းစားလို့တစ်သားနဲ့ဆောက်တဲ့ကြောင်ကလုံးမှာပဲစိတ်ကူရဒါဖြင့်တစ်သားပဲရမလဲဆိုဆုံးခံသွားတဲ့အခါမှာမြို့ပြင်မှာရှင်မရင်သိမ်းစည်းထားတဲ့တစ်တွေကိုထားတဲ့တစ်ခိုတော်ကြီးရှိတယ်အဲ့တစ်ခိုတော်ဆောက်တဲ့အခုခေတ်လို့ဆိုရင်တစ်မန်နေဂျာကြီးပေါ့နော်တာဝန်ခံကြီးနဲ့သူကနည်းနည်းပါးပါမျက်မှန်းတမ်းမိပြီးတော့သိတယ်အဲ့တော့သူစီသွားပြီးတော့ငါအသားတောင်းပြီးတော့အသားချောင်းပဲဆောက်တော့မယ်အသားချောင်းဆောက်သူ့ကိုငါသွားတောင်းမယ်ဆိုပြီးတော့ဆုံးငံကြွရင်အဲ့ဒီကိုကြွသွားတယ်ကြွသွားပြီးတော့အဲ့ဒီသစ္စာရေးတော့မဟုတ်တစ်ကိုယ်တော်ထိမ့်သိမ်းဆောက်ရှောက်တဲ့တစ်မန်နေဂျာကြီးပေါ့ပြီးတော့မေးတယ်သူအားတဲ့တည့်ရမိုးဆောက်တော့ကလည်းပဲဒီလိုပဲထင်းခွေတွေကနေအကုန်ဖြုတ်ယူသွားကြတယ်တဲ့သုံးချိန်တိုင်ဖြုတ်ခံရတယ်ဖြက်စီးခံမြေသားကုရီဆောက်တဲ့အခါကျတော့လေမြတ်စွာဘုရားဖြိုပြက်ခိုင်းတယ်ဆိုတော့သူ့မှာနေစရာခက်ခဲတွေ့နေတယ်အဲ့တော့ဒီရတာတစ်ရမယ်ဆိုရင်သူတစ်သားချောင်းဆောက်ချင်တယ်သူ့ကိုတစ်ပေးပါလို့ဟောတောင်းတယ်တောင်းတဲ့အခါကျတော့ဒါကဘယင်သိမ့်ထားတဲ့တစ်တည်တဲ့တိုင်းပြည်ကိစ္စအတွက်သိမ့်ထားတာ
ဘယင်ကလူရင်တော့လေရတာပေါ့တဲ့အရှင်ဘုရားဘယင်ကလူတယ်ဆိုရင်ရှင်ဘုရားယူလို့ရပါတယ်ပေါ့ဆိုတော့သူကဘာပြောဟာဘယင်ကြီးကလှူတာပေါ့ဘယင်ကလှူထားတာပဲဆိုတော့အဲ့ဒီတစ်မန်နေကြကြီးကလည်းမတန်ရိုးသားတယ်သူကဒီမြတ်စွာဘုရားရဲ့တပည့်ယဟန်တွေကကိုချင်းသီလလည်းကောင်းတယ်ဘယ်တော့မှလည်းလိမ်မပြောဘူးမှန်တာပဲပြောတယ်ဘုရင်ကြီးကမလှူပဲနဲ့သူလှူတယ်လို့တော့ပြောမှမဟုတ်ဘူးလှူလို့သာလှူတယ်လို့ပြောတယ်လို့သူစိတ်ထဲမှာယုံကြည်ရင်းရှိတဲ့အတိုင်းရှင်ဘုရားလှူတယ်ဆိုယူလေးဆိုပြီးတော့ပေးလိုက်တာနော်အဲ့ဒါနဲ့သူကကျောင်းတစ်ဆောင်စာတစ်တွေဖြတ်ထုတ်ပြီးတော့သူယူသွားလေလက်သမားတွေဖြတ်ခိုင်းမှာပေါ့ဖြတ်တောက်ပြီးတော့အကုန်ယူသွားတယ်သူကျောင်းဆောက်ဖို့ရတယ်အကုန်ယူသွားပြီးတော့ကျောင်းသွားဆောက်တယ်ကွအဲ့ဒီအချိန်မှာတိုင်းပြည်မှာရှိတဲ့လုပ်ငန်းတွေကိုလိုက်ပြီးတော့စစ်တာမဟာမတ္တလို့စာထဲမှာဒီလိုခေါ်တယ်မဟာမတ္တဆိုတာအမတ်ချုပ်ကြီးပေါ့ခုခေတ်ဆိုရင်တော့ဝန်ကြီးချုပ်ပေါ့မဟာတမတ္တအမတ်ချုပ်ကြီးကဘုရင်ရဲ့လုပ်ငန်းကင်တာတွေလုပ်ငန်းဌာနတွေစက်မှုစုံတွေနေမှာပေါ့နော်လိုက်ပြီးတော့စစ်တာပေါ့လိုက်စစ်တာခုနကတော့တစ်မန်နေဂျာစီရောက်လာပြီးဘုရင်ထားတဲ့တစ်တွေအဲ့ဒါတွေကိုစစ်လိုက်တဲ့အခါကျတော့တစ်တွေကရော့စင်းရင်နဲ့စစ်တဲ့အခါစင်းစစ်အော်ဒစ်ဝင်တာပေါ့နော်သူတို့ခေတ်လည်းရှိတာပဲခုခေတ်လို့သူကမသိဘူးနဲ့တူတယ်အော်ဒစ်မဝင်ခင်မီးရှို့လိုက်ပြီးတာပဲအဲ့ဒီမှာအော်ဒစ်သွားဝင်တဲ့အခါကျတော့သူဘာလို့တစ်တွေရောနေပါလားဘယ်ရောက်ကုန်တော့သူ့တဲ့ယာရုနှိမ့်တဲ့လူဆိုတော့လက်လေးပိုက်ပြီးတော့နေရရှေးကကိုယ့်ရဲ့ယာရုနှိမ့်တဲ့ပုဂ္ဂိုလ်ဗနေလို့နာမည်ဗနေဆိုတဲ့စကားလုံးကိုသုံးတယ်ဟဲ့ကောင်ပေါ့ဘယ်မလဲမင်းသစ္စာရင်းတွေရောနေပါလားဘာလို့ပြစ်မေးတဲ့အခါကျတော့မတ်ချုပ်ကြီးတဲ့ဘုရင်မင်းကဓနိယဆိုတဲ့ကိုတော်ကိုလှူလိုက်တယ်လို့ပြောပါတယ်လှူလိုက်တာပါတဲ့သူကဘုရင်ကလှူတယ်ဆိုတော့ခေါင်းကုပ်ပြီးတော့ဘုရင်ကလှူရတာတော့ဒီတစ်တွေဟာတိုင်းပြည်အတွက်အရေးကြီးတဲ့တစ်တွေဘာလို့လှူရဘာလို့တော့ဆိုတိုင်းပြည်မှာမြို့ပြတွေပေါ်မှာဆောက်ထားတဲ့ပစ္စင်တို့ပြအိုးတို့စင်တင်းကုန်းမြင်းတင်းကုန်းနန်းတော်တွေဒါတွေဟောင်းနှမ်းလို့ရှိရင်ပြင်ဆင်မှုဆိုပြီးတော့သင်ထားတာတဲ့ယမယံကမီးတွေပါတွေလောင်တဲ့အခါကျတော့လည်းပဲဒီတစ်တွေနဲ့အစားထိုးတိဆောက်ရမှာတဲ့ယမယံကနိုင်ငံခြားကလာပြီးတော့ပြည်ပကတိုင်းတစ်ပါးကမင်းတွေကလာပြီးကျူးကျော်တိုက်ခိုက်လာတဲ့အခါမှာလည်းပဲဒါတွေကအသုံးဝင်မဲ့ဟာတွေဖြစ်တယ်အဲ့တော့တိုင်းပြည်ရေးအတွက်မှာအရေးပါတဲ့တစ်တွေအစနစ်ဖြစ်အောင်စုဆောင်းထားတာဘာဖြစ်လို့လှူရလဲဘာဖြစ်လို့လှူရလဲလို့ဆိုပြီးတော့ဘုရင်ကြီးစီမြို့ထဲပြန်သွားစစ်ဆေးမေးမြန်းပြီးမြို့ထဲပြန်သွားတယ်ပြန်သွားပြီးဘုရင်ကြီးစီနန်းတော်တောက်လျှောက်ဝင်တယ်ဝင်ပြီးတဲ့အခါမှာသူရှင်မင်းကြီးကဓနိယယဟန်ကိုမြို့ပြစီမံကိန်းအတွက်အစင်းသင်းထားတဲ့တစ်တွေကိုလှူလိုက်တယ်ဆိုတာဟုတ်ပါသလားဝိတ္တကာရဆိုတာဗေမိသရမင်းကြီးရဲ့လက်ယုံပဲလေသူကဗေမိသရမင်းကြီးရဲ့လက်ယုံဘုရင်ကိုဝင်ပြီးတော့လျှောက်တဲ့အခါဘုရင်ကပြောတယ်မင်းဘယ်သူကပြောလဲငါလှူတယ်လို့မင်းဘယ်သူပြောတာလဲဆိုတစ်မန်နေချာဘုရင်တစ်တွေကိုထိမ့်သိမ်းဆောက်ရှုပ်တဲ့လူကပြောလိုက်တယ်ဒါဖြင့်အဲ့ဒီကောင်အမိတ်နဲ့ဆင့်ခေါ်လိုက်ဘုရင်ကတော့အာနာပေးဟိမိတ်နဲ့ဆင့်ခေါ်ခုချက်ချင်းဆင့်ခေါ်ငါလူတယ်လို့ပြောတဲ့လူဆင့်ခေါ်လိုက်ဆိုသူကငကိုယ်တည်းကအဲ့ဒီကောင်ကိုကြည့်မရဘူးတဲ့သူကလေဘာဖြစ်တော့ဆိုဘုရင်ကဆင့်ခေါ်လို့ပြောလိုက်တာနဲ့သူကဒီကောင်ကိုလက်ပြန်ညှိုးတုပ်ခေါ်ခဲ့ဆိုပြီးသူက
ဖမ်းပြီးတော့ခေါ်လာဘူးလက်ပြန်ညိုတုပ်ပြီးတော့ခေါ်ခဲ့တာသူရာဇဝသားတွေလွတ်လက်ပြန်ညိုတုပ်ခေါ်သွားတဲ့အချိန်ဒဏိယဆိုတဲ့ယဟန်ကလည်းငါတစ်တေကိစ္စငါပြောထားလို့ तू ပေးလိုက်တာတနေ့တော့ပြဿနာတက်မှာပဲလို့ तू ကလည်းသဘောပေါက်ထားတယ်တဲ့နော်သဘောပေါက်တော့သတင်းနာဆွင့်နေတယ်သတင်းနာဆွင့်နေအဲ့ဒီနေ့မရောက်မလဲမြို့ဆုံးခံသွားရင်ကနေပြီးတော့ तू အဲ့ဒီနာရောက်တဲ့အချိန်ပဲဟိုကကျိုးနဲ့တုပ်ပြီးတော့ခေါ်သွားပြီခေါ်တဲ့အခါကျတော့ဟာတကားဘယ်လိုဖြစ်တာတော့လို့ဆိုအရှင်ဘုရားပြောတဲ့တစ်တိကိစ္စပေါ်တဲ့တပည့်တော်အသက်မခံရခင်လိုက်ခဲ့ပါတပည့်တော်အသက်ခံလိုက်မယ်တဲ့အသက်မခံရခင်ရှင်ဘုရားလိုက်ခဲ့ပါလို့ပြောဒါနဲ့ဓနိယယဟန်ကလိုက်သွားတယ်ဖန်ခံရတဲ့တစ်ကိုယ်တော်ဆောင်တစ်မနေချာနောက်ကနေသူလည်းကပ်ပါသွားတယ်ကိုရောက်တဲ့အခါကျတော့ဘုရင်ကြီးကသောတာပန်ဘုရင်လေမြတ်စွာဘုရားနဲ့ပထမဆုံးတွေ့တဲ့အချိန်မှာသူကသောတာပန်ဖြစ်သွားမင်းသားဘုရားဘုရားတောထွက်လာတဲ့အချိန်မှာလဲရာဇဂိုမြို့ကိုပထမဆုံးဆွမ်းခံဝင်ခဲ့တာဟုတ်အဲ့ဒီဆွမ်းခံဝင်ခဲ့တုန်းကလည်းဘုရားအလောင်းလေးကိုယဟန်တော်လေးကိုဂေါတမယဟန်တော်သူတွေ့ဘူးတယ်တွေ့ဘူးလို့လိုက်ပြီးစကားစမြည်ပြောပြီးသူနဲ့တူတူတိုင်းပြည်မှာအတူနေဖို့အတူအုပ်ချုပ်ဖို့ဖိတ်ခေါ်သေးတယ်ဘုရားအလောင်းကလက်မခံဘူးအဲ့ဒါကြောင့်မလို့ဘုရားဖြစ်ရင်သူ့နိုင်ငံအရင်ကြွခဲ့ပါလို့ဆိုပင့်ထားမြတ်စွာဘုရားလည်းကြွလာရောသူဟာ1,100,000သောနောက်လိုက်နောက်ပါတွေနဲ့အတူသောတာပန်ဖြစ်သွားပြီဝေလူဝံဥယျာဉ်ကြီးကိုပထမဆုံးသာသနာလှူခဲ့တဲ့ပုဂ္ဂိုလ်ကိုအခုဒီသိကိစ္စပေါ်လာတဲ့အခါကျတော့ဆင့်ခေါ်လိုက်တဲ့လူကြိုးတုပ်ပြီးတော့ဘုရင်ရှိတော်မှောက်ရောက်လာအဲ့ဒီလိုရောက်လာတာနဲ့အတူပဲဓနိဒယဟန်ကလည်းလိုက်သွားပြီးတော့ဘုရင်နန်းတော်ရောက်တော့ယဟန်ပါလာတာဆိုတော့ဘုရင်ကနေရာထိုင်ခင်းပေးပြီးတော့ကိုလူကိုမေးတာပေါ့လေဓနိယယဟန်ဘုရင်ကြီးကလှူတယ်ဆိုလို့သူကပေးလိုက်တယ်ဆိုအဲ့ဒီမှာဘုရင်ကြီးကမေးတာပဲနေစမ်းမအောင်နဲ့ဒီတစ်တွေကိုကိုရော့ကိုတပည့်တော်ကလှူတယ်လို့ဆိုတာဘယ်တော့ကလှူခဲ့လဲတပည့်တော်တို့ဘုရင်နေဆိုတာလောကိစ္စအလွန်များတယ်ဗျာတဲ့ပြောပြီးလဲမေ့တတ်ပါတယ်တဲ့ဘုရင်ကြီးကလိမ္မာတယ်ပြောတာဆိုတာနော်မေ့တတ်ပါတယ်တဲ့အဲ့တော့ဘယ်တော့ကလှူတာတုံးဆိုတာတပည့်တော်တတိယအောင်ပြောပါအောင်ဘုရင်ကြီးမေ့တာတော့မပြောနဲ့တော့ရှင်ပိလိန်နာဝိသကိုတခါတော့ကရှင်ပိလိန်နာဝိသကိုကြီးညိုလို့ဘုရင်ကြီးကပိလိန်နာဝိသနေတဲ့နေရာမှာရွာလေးတည်ပေးမယ်ဆွန့်ချက်တဲ့ပုဂ္ဂိုလ်တွေထားပေးမယ်လို့ပြောတာမေ့ရက်ပေါင်း900လောက်မေးနေတော့အဲ့တော့အင်ဂျင်900နဲ့ရွာတည်ပေးလိုက်ရမေ့တာနည်းနည်းမေ့တာမဟုတ်သွားတယ်အလုပ်ကိစ္စတွေများတော့သူမေ့တယ်တဲ့ရှင်ဘုရားတပည့်တော်တတိဖော်ပေးစမ်းပါလို့ဆိုဒီလိုလေးတခါကြီးရှင်မင်းကြီးဗျာဒိတ်ဒီဘိတ်သိက်ခံတဲ့အချိန်တုန်းကပြောခဲ့တယ်မဟုတ်လားတဲ့သမဏဗျမဏတွေသူတော်ကောင်းတွေကိုမြက်တွေထင်းတွေရေတွေတိနခတ်ထောတကမြက်ထင်းရေတို့ကိုလှူပါတယ်အလိုရှိတယ်လို့သုံးပြကြပါဘိတ်သိက်ခံတဲ့ဘုရင်တွေဟာဒီစကားကိုပြောရတယ်သူတို့ခင်မှာဘုရင်ကနေပြီးတော့ခွင့်ပြုရတယ်သူတော်စင်သမဏဗျမဏတွေကိုမြက်ထင်းရေနဲ့ပတ်သက်ပြီးတန်တရားဖြစ်မှာဆိုတော့ဘုရင်ဆိုတာကရေမြေကိုအစိုးရတာဟုတ်ရေလဲဆိုရတယ်မြေလဲဆိုရတယ်ဆိုတော့ပစင်မပေးပဲနဲ့ရေတောက်ရင်လည်းပဲခိုးတောက်ရရောက်တော့မှာဟုတ်နော်မြက်တို့ဘာတို့လည်းပဲကြောင်းမိုးခြင်းလို့မြက်ယူရင်လည်းပဲဘယင်းပစ္စည်းဖြစ်နေအသားလိုခြင်းလို့ထင်းယူရင်လည်းပဲဘယင်းပစ္စည်းဖြစ်နေတောထဲမှာဘယင်းကတောတောင်ရေမြေကစသူ့ရဲ့အုပ်ချုပ်မှုအောက်မှာရှိတော့ဘိသိက်ခံတဲ့အချိန်မှာအဲ့ဒီလိုတန်တရားပွားတတ်တဲ့သူတော်ကောင်းတွေကိုရည်ညွှန်းပြီးတော့ဘုရင်တွေကဒီစကလုံးကိုထည့်ပြီးတော့ဆိုရတာသမဏဗျမဏတွေကိုမြက်ထင်းရေ
လှူပါတယ်အလိုရှိသလိုအသုံးပြုကြပါလို့ဆိုတဲ့စကားရှိတယ်တဲ့အဲ့ဒီတော့ကလှူထားတာမဟုတ်လားလို့သူပြောဆိုတော့ဘုရင်ကြီးကအဲ့ဒီတော့ကလှူတယ်ဆိုတာတဲ့တောထဲမှာဘယ်သူမှမသိတဲ့ဟာကိုတန်တရားရှိတဲ့ပုဂ္ဂိုလ်တွေတန်တရားမရှိအောင်ထုံးစံအတိုင်းဆိုတဲ့စကားများတာဖြစ်တယ်အဲ့ဒါလေးကိုရှင်ဘုရားဆင်ခြေလုပ်ပြီးတော့အခုကမြို့မှာအသုံးဝင်ဖို့ဘုရင်ကရွေးချယ်ပြီးတင်ထားတဲ့ဟာတွေဒါတွေပါပါတယ်ဆိုပြီးတော့ဟိုတုန်းကလှူခဲ့တဲ့ထဲမှာဒါတွေပါတယ်ဆိုပြီးတော့မပါဘဲနဲ့ပါတရားရောင်အမျက်ထောင်တယ်လို့ခေါ်တာပေါ့နော်လက်တလုံးကြားလှုပ်တယ်ပေါ့စကားကိုလက်တလုံးကြားလှုပ်ပြီးတော့မလှူဘဲနဲ့လှူတယ်လို့ဆိုပြီးတော့လှုပ်ပြီးတော့ဘယင်သိန်းတဲ့တစ်တော်တွေကိုခိုးသွားတယ်ယူသွားတာအဲ့ဒီမှာဘယင်ကြီးကရှင်းပြတယ်အဲ့ဒီတော့ကဆိုတယ်ဆိုတာတောထဲမှာမသိန်းတဲ့မြက်ထင်းရည်ကိုပြောတာတဲ့တန်တရားရှိတဲ့ပုဂ္ဂိုလ်တွေတန်တရားကင်းဖို့အတွက်ခွင့်လွတ်တဲ့သဘောပြောတာတဲ့အခုကသိမ့်ပိုက်ထားတဲ့ဟာတွေဖြစ်တယ်အဲ့ဒါလေးကိုဆင်ခြေပေးပြီးတော့အရှင်ဘုရားဒီလိုလှုပ်တာမကောင်းဘူးဒီလိုလှုပ်တာမကောင်းဘူးရိုးသားရမယ်မယုံမသာမလှုပ်ပါနဲ့ဒါမျိုးတွေအကြည့်နော်ခိုးရင်25ပါးထဲမှာဒါမျိုးတွေပါတယ်နော်မလိမ့်တစ်ပတ်လှုပ်သွားမလိမ့်တစ်ပတ်လှုပ်သွားအဲ့ဒါလို့မလိမ့်တစ်ပတ်မလှုပ်သင့်ဘူးကိုနှုတ်မြက်ပြီးတော့လှူတယ်ဆိုမှလှူတယ်ပြောအောင်အဲ့ဒီတော့ကဆိုတဲ့စကားလေးကိုမလိမ့်တစ်ပတ်လှုပ်ပြီးဥပဒေကိုလက်တလုံးဂျာအသုံးချပြီးတော့အခုလိုလိန်ညာပြီးတော့မယူသင့်ဘူးအေးအရှင်ဘုရားသင်္ကန်းဒီဟုသောအမွေးအယောင်ကြောင့်တပည့်တော်လွတ်လိုက်ပါမယ်နော်လောမေနာတွန်မုတ်တော်လောမေနာဆိုတာသိုးတကောင်တတ်ပြီးတော့စားကြမယ်လှုပ်တဲ့အချိန်လေးမှာဒီအယက်သမားတစုကသိုးတကောင်ကိုတတ်စားမယ်လှုပ်တော့သူကအမွေးတွေတော်တော်ရှည်နေပြီအဲ့ဒီအမွေးတွေရောင်းချရင်သိုးတကောင်တတ်ထားတဲ့ပို့ပြီးတော့တန်မိုးကြီးလို့အမွေးကြောင့်သိုးကိုဝယ်ယူလိုက်တဲ့အခါမှာအမွေးကြောင့်သိုးဟာအသက်ရှင်ရတယ်လို့ပြောတယ်အဲ့ဒါလိုပဲကိုရောဟာသင်္ကန်းဝတ်ထားလို့အရှင်ဘုရားကိုခွင့်လွှတ်လိုက်တယ်အနုဘုဆိုရင်မင်းပြစ်မင်းထံပေးမှသေးကြတယ်နောင်ကိုဒါမျိုးမလုပ်ပါနဲ့လို့ဆိုပြီးတော့ဘုရင်ကြီးကမြည်တွန်ပြီးတော့လွှတ်လိုက်တယ်အဲ့ဒီကိုရောနော်မြည်တွန်ပြီးတော့လွှတ်လိုက်တာအမွေးကြောင့်ကိုရောလွှတ်လိုက်ပါလေနောက်ကိုဒါမျိုးမလုပ်ပါနဲ့လို့ဆိုအဲ့ဒီအချိန်မှာဒီသတင်းလဲကြားရောမြို့သူမြို့သားတွေကချက်ချင်းပြန့်နှံ့သွားတာဂျာနယ်တဲ့တောင်ရေးစံမလို့ဘူးဒီသတင်းကချက်ချင်းပြန့်သွားချက်ချင်းပြန့်သွားပြီးတော့ဟာဘယင်တောင်တက်ညာတယ်ဆိုပါလားတက်လိန်တယ်ဆိုပါလားမြတ်စွာဘုရားရဲ့တပည့်တော်ကယဟန်တွေကတော်တော်ဆိုးတာပဲလိန်ညာတွေပဲဆိုပြီးတော့ချက်ချင်းကြီးလူဆိုတာကဲ့ရဲ့စရာရှိရင်လည်းချက်ချင်းကဲ့ရဲ့တတ်တာဟိုသဘောချီးမွမ်းစရာရှိရင်သာနှိမ့်နေတတ်တာလောကမှာလူတွေရဲ့သဘာဝကကြည့်စာပေကျမ်းကမှာဆိုထားတာလေးနှစ်ခုကိုမှတ်ထားဖို့ခုဏနာမတဏိကံအာခေသန္တိခုံတရင်ဆိုတာတဖြည်းဖြည်းမှတက်လာတာခုချက်ချင်းခုံတရင်မကြည့်ဘူးနာမည်ကြီးတဲ့ပုဂ္ဂိုလ်တွေကြော်ကြားတဲ့ပုဂ္ဂိုလ်တွေနေချင်းညချင်းထကြော်တာမဟုတ်ဘူးခုံတရင်ဆိုတာတဖြည်းဖြည်းမှလာတာတဲ့ဒေါသောခဏိနေဝပတ္ထရတိအပြစ်တို့မကောင်းတဲ့ရင်တို့ဆိုတာကြတော့ချက်ချင်းပြန့်သွားတယ်ချက်ချင်းပြန့်သွားကောင်းတဲ့တဲ့ရင်သိပြီးတော့မပြန့်ဘူးမကောင်းတဲ့တဲ့ရင်ကြချက်ချင်းပြန့်တယ်ဒေါသောခဏိနေဝပတ္ထရတိအင်္ဂလိပ်လိုလည်းဒီစကားလုံးလေးရရှိတယ်ဒါကိုဘာသာပြန်တာမဟုတ်ဘူးအင်္ဂလိပ်အဆိုထဲမှာ bad news travel fast ဆိုတဲ့စကားလုံးရှိတယ် bad news ဆိုတာသတင်းဆိုးသည် travel fast လင်းလင်းမြန်မြန်ပြန့်သွားတတ်တယ်ဒီလိုပြောတာသတင်းဆိုးဟာချက်ချင်းကြီးပြန့်နှံ့သွားနိုင်တယ်ဒီလိုတဲ့ဟိုနာဒီလိုတဲ့နဲ့တရက်ကွက်လုံးတစ်မျိုးလုံးအုံကြက်သတင်းဆိုးတွေဟာချက်ချင်းပြန့်သွားအဲ့ဒီချက်ချင်းပြန့်သွားတာ
ယဟန်တန်ဃာတွေဆုံးခံရင်ကြားတာပေါ့တဏှာဆိုတဲ့ကိုတော့ဒီလိုလိန်လည်ပြီးတော့ဘယင်သိမ့်ထားတဲ့တစ်တွေကိုမလှူရဲနဲ့လှူတယ်ဆိုလိန်ယူသွားတယ်ဆိုပါလားအေးမသိမ့်တော်လိုက်တာမကောင်းလိုက်တာနဲ့ဆိုပြီးတော့ညီးတွားပြီးပြောကြဘုရားစီတရင်ရောက်ဘုရားခေါ်ပြီးတော့စစ်မေးတယ်ဒီလိုလုပ်တယ်ဆိုတာဟုတ်သလားဟုတ်ပါအေးအတော်မလျော်တဲ့ကိစ္စပဲဒါမျိုးကမလုပ်သင့်ဘူးမြတ်စွာဘုရားကသူ့ဆိုဆုံးမပြီးတော့အေးတိတ်ခါဖို့ဥပရိပညာမှဖြစ်မယ်ဥပရိပညာမှဖြစ်မယ်မပေးတဲ့ပစ္စည်းကိုအခုလိုလိန်ယူတာတို့ညာယူတာတို့လှည့်စားယူတာမျိုးတွေဟာဒါအာရိဏဒါနတွေပဲခိုးခြင်းတွေပဲအဲ့ဒါမျိုးမဖြစ်ရအောင်မြတ်စွာဘုရားဥပရိပညာမယ်အဲ့ဒါလို့ဥပရိပညာမယ်လို့ယဟန်တန်ဃာတွေကိုအမိန့်ရှိပြီးတဲ့အခါမှာအဲ့ဒီယဟန်တန်ဃာပရိသတ်ထဲမှာဗေမိတာရမင်းကြီးရဲ့တရားသူကြီးဟောင်းဥပရိပြုမတ်ပေါ့နော်တရားသူကြီးဟောင်းတယောက်ကသင်္ကန်းဝတ်နေဒုံလဘယဟန်ဝတ်နေဒုံလဘတော့ဟောပေါင်းအပိဝတ္တန်နေမှာပါအဲ့ဒီခေတ်ခုကတော့ဝင်လိုက်ထွက်လိုက်ပေါ့နော်ဝင်လိုက်ထွက်လိုက်ကိုဆရာတော်ကြီးတို့ကပြောတယ်လို့ပဲဓာသွေးကြောက်ခေါင်းကရဏရိပ်ပေရတော့ဓာသွေးကြောက်ဖြစ်နေပြီဆိုပြောတယ်အဲ့တော့တရားသူကြီးကသံဃာတွေထဲမှာသင်္ကန်းဝတ်နေတော့မြတ်စွာဘုရားသူမေးတယ်ဗေမိတာရမင်းကြီးကခိုးမှုနဲ့ပတ်သက်ပြီးဘယ်လောက်နဲ့သတ်မှတ်တယ်လဲခိုးမှုဖြစ်တယ်ဆိုတော့ခိုးမှုမြောက်တယ်ဆိုတော့ဘယ်လောက်ခိုးမှလဲလို့ဆိုသူကပါဒတမတ်ခိုးလို့ရှိရင်ခိုးမှုမြောက်ပါတယ်တမတ်ဆိုဒီမှာတရားရဲ့၄ပုံတစ်ပုံခေါ်တာဘယ်ငွေကြေးမနီယူနစ်ပဲဖြစ်ဖြစ်၄ပုံတစ်ပုံကိုခေါ်တယ်လို့သူအဲဒီတော့ကတော့၅ဘဲကိုပင်စမတက၅ဘဲကိုတမတ်လို့ခေါ်တယ်ဗေမိတာရမင်းကြီးရဲ့နိုင်ငံမှာဥပဒေကတမတ်အောင်ခိုးရင်တော့ခိုးမှုမမြောက်ဘူးနည်းနေတယ်တမတ်အထက်ဆိုရင်ခိုးမှုမြောက်တယ်ဖမ်းဆီးမယ်အေးအေးယူမယ်နှောင်ဖွဲ့မယ်ပြစ်ဒဏ်ခတ်မယ်အဲ့ဒါလို့အေးအေးယူခံရတယ်ဒါကငွေကြေးနဲ့ပတ်သက်ရင်တမတ်ပစ္စည်းနဲ့ပတ်သက်ရင်တမတ်တန်တမတ်ရဲ့အထက်အဲ့ဒါဆိုရင်စောရခိုးသူလို့သတ်မှတ်တယ်သူများပစ္စည်းကိုမတရားယူအဲ့ဒါကိုကြည့်ပြီးတော့မြတ်စွာဘုရားကလည်းပဲလောကဥပဒေနဲ့ညှိပြီးတော့သတ်မှတ်လိုက်တာဘာဖြစ်လို့သတ်မှတ်တာတော့ဆိုဥပဒေတစ်ခုလုပ်တဲ့အခါမှာသူများပြောเสียမရှိအောင်ဥပဒေဆိုတာလိုအပ်လို့လုပ်တာအမှန်တရားတော့မဟုတ်ဘူးလို့ဆိုတာသတိထားဖို့လိုအမှန်တရားဆိုတာသစ္စာ၄ပါးဟောတာအမှန်တရားမဂ္ဂင်၈ပါးဟောတာအမှန်တရားပရိစ္ဆေသမုပ္ပါဟောတာဒါတွေကအမှန်တရားပြင်လို့ရတယ်ဗျာမဟုတ်ဘူးဥပဒေဆိုတာအမှန်တရားလို့ခေါ်လို့မရဘူးပြင်သင့်ရင်ပြင်ရတယ် society ဆိုတဲ့ခေတ်အခြေအနေရဥပဒေဆိုတာသတ်မှတ်တာအဲဒီမှာမြတ်စွာဘုရားကလောကဥပဒေမှာတောင်တမတ်ခိုးလို့စောရတခိုးလို့ခိုးမှုမြောက်တယ်လို့ပြညတ်ခဲ့လို့ရှိရင်ငါလည်းပဲအဲ့ဒီဥပဒေအတိုင်းပဲတမတ်ခိုးရင်ခိုးမှုမြောက်တယ်ဘယ်တော့မှဆိုရင်တဏှာကြီးဖြစ်နေမှာလေတဏှာကြီးဖြစ်နေလောကအရာကိုကတစ်ချက်နဲ့ပြညတ်ထားမယ်ဆိုတမတ်ခိုးရင်ဟိုဘယင်ကအေးအေးယူလို့ရတယ်ကိုကအေးအေးယူလို့မရသေးဘူးဖြစ်မှာပေါ့ဒါကြောင့်မို့လို့အဲ့ဒီနိုင်ငံမှာလိုက်နာတဲ့ဥပဒေတိုင်းမြတ်စွာဘုရားပြညတ်လိုက်တာဘုရားပြညတ်တဲ့သိက္ခာပုဒ်လေးဟာအင်တန်မှပြည့်ပြည့်စုံတယ်ပေါ့ဘယ်လိုကနေယောပနဘိက္ခုဆိုတဲ့စကားကအကျဉ်ယဟန်သည်ဘယ်ယဟန်ပဲဖြစ်ဖြစ်ဘယ်ကိုယ်တော်ပဲဖြစ်ဖြစ်ပေါ့နော်ထေယသင်္ခါတံအဒိဏအာရိယမယောသားတဲ့စိတ်နဲ့သူများမပေးတဲ့ပစ္စည်းကိုယူမယ်အဲ့ဒီလိုယူလို့ရှိရင်ရာဇာနောစောရံခေတောခိုးတဲ့လူကိုဘုရင်တွေကဖမ်းနေတဲ့ဖမ်းပြီးလို့ရှိရင်ဟနေယဝစေဝစောရောတိဘာလောတိမုံလောတိထေနောတိဒီမေဟာတခိုးပဲနော်လူလိမ်မယ်လူခောက်ဖဲနဲ့ဖမ်းဆီးပြီးတော့ရိုက်နေခံရမယ်အချုပ်နှောင်ခံရမယ်တပ်ဖြတ်ခံရမယ်အဲ့ဒါလောက်အတိုင်းတာနဲ့တမတ်လောက်ခိုးလိုက်လို့ရှိရင်ဘုရင်ရဲ့ဖမ်းဆီးချုပ်နှောင်မှုရာဇဝမှုမြောက်ပြီးတော့ဖမ်းဆီးချုပ်နှောင်မှုခံရတယ်တဲ့အဲ့ဒါလောက်
အတိုင်းတာခိုးပြီဆိုလို့ရှိရင်ဒီကိုယ်တော်ဟာပါရာဇိကောဟောတိအတံဝါသောဒီယဟန်ဘဝဆုံးရှုံးပါစေဆိုတာသူ့ရဲ့ယဟန်ဖြစ်ခွင့်ပြုထားတာတွေအကုန်လုံးလက်လွတ်ဆုံးရှုံးသွားပြီသိက္ခာပုဒ်တွေပေးထားတာတွေသိက္ခာပုဒ်တွေတင်ပေးထားတာယဟန်ဖြစ်သတ်မှတ်ထားတဲ့အခွင့်အရေးတွေ right တွေအကုန်လုံးဖြုတ်ပလိုက်ပြီပေါ့ဒါလို့ဆိုလိုတာပေါ့နော်ယဟန်ဆိုတဲ့အခွင့်အရေးတစ်ခုကိုအကုန်လုံးရုပ်သိမ်းပလိုက်ဒါကိုပါရာဇိကလို့ခေါ်ဆုံးရှုံးသွားပြီအတံဝါဒဒီကိုယ်တော်နဲ့ဘယ်တော့မှမပေါင်းနဲ့တန်ခါပိဋကထဲမှာသူပါဝင်ခွင့်မရှိတော့ဘူးအခွင့်အရေးတွေအားလုံးရုပ်သိမ်းလိုက်တယ်ပေါ့ဒီလိုဆိုတာပေါ့နော်အဲ့ဒီနောက်မှာဘာထပ်ဖြစ်လာတော့လို့ဆိုတဲ့အခါမှာသဗ္ဗဂိယဟန်နေဆိုတာနည်းနည်းခတ်ဆိုးဆိုးတွေပေါ့အဲ့ဒီကသူတို့ကဘာလုပ်ကြတော့ဆိုသင်္ကန်းလိုချင်တော့ခွာတယ်လို့ခေါ်တော့ပေါ့ရှေးတုန်းကလောင်ဒရီသမားတွေပေါ့နော်ခုခေတ်အဝတ်တွေလျှော်ဖွတ်တဲ့နေရာနည်းနည်းကွင်းကျဲတဲ့နေရာမှာသွားပြီးတော့အဝတ်တွေလျှော်ကြဖွတ်ကြလှမ်းကြတဲ့ထင်ပဲအဲ့ဒီထဲကသဗ္ဗဂိယဟန်တွေကအဝတ်တစ်ထုပ်ကိုလူမမြင်ခင်မလာတာဘေထုတ်တစ်ထုပ်မလာခုခေတ်ဆိုရင်ဘေထုတ်ပေါ့နော်မလာအိန္ဒိယကအထုပ်တွေကတော့ပိတ်စာပဲလှုပ်ထားတာဆိုတော့ခုခေတ်လိုအင်ကြီးတို့ဘာလို့ကြတော့လဲဘို့လို့ဖြစ်မှာမဟုတ်တာဟုတ်ရှင်းတော့ကတော့အပေါ်တစ်ထည်ပတ်အောက်ကတစ်ထည်ဝတ်ကိုအဲ့တော့အတော်ပဲဆိုးလိုက်ရင်သင်္ကန်းဝတ်လို့သင်္ကန်းလုပ်ဖို့လွယ်တယ်လေအဲ့ဒါသွားခိုးလာတဲ့အခါကျတော့ကိုတော်တွေကပြောကြတယ်ဟာကိုတော်ဘုံကြီးလာကြီးလားပိတ်ဒီဘယ်ရလာတော့ဘယ်ရလာဘယ်ဘုံကြီးရမှာတော့နဲ့ခွာတယ်တွေစီကလစ်လာအဲ့လိုပြောတော့ဟာကိုတော်တို့မလောက်ကောင်းဘူးမြတ်စွာဘုရားခုနကမခိုးရဘူးလို့သိက္ခာပုဒ်ပြညတ်ထားတယ်မဟုတ်လားဟုတ်တယ်လေတဲ့အဲ့ဒါရွာတွေကပစ္စည်းမခိုးရဘူးပြောတာအခုကတောတွေကပစ္စည်းဆိုပြီးတော့သူတို့ကပြန်ပြောသေးတယ်အဲ့ဒီကျတော့မြတ်စွာဘုရားသိက္ခာပုဒ်ကိုထပ်တိုးလိုက်တဲ့စကားကိုတောတွေကပစ္စည်းဖြစ်ရွာတွေကပစ္စည်းဖြစ်ဆိုတဲ့စကားလုံးနှလုံးကိုထပ်တိုးတယ်နော်တောတွေကဟာပဲဖြစ်ရွာတွေဟာပဲဖြစ်ခိုးရင်ပါရာဇိကဆိုပြီးတော့သိက္ခာပုဒ်ဒီလိုပြည့်ညတ်ယူရအဲ့ဒီသိက္ခာပုဒ်ပြည့်ညတ်လိုက်တဲ့နောက်ပိုင်းမှာလည်းပဲပြစ်မှုတွေကျွလွန်တဲ့ပုဂ္ဂိုလ်တွေကပေါ်ပြီးတော့လာတယ်ဒါကြောင့်မို့လို့သိက္ခာပုဒ်တွေသာများလာတယ်တရားဓုရတဲ့ပုဂ္ဂိုလ်နေသွားတယ်လို့ဒီလိုဆိုတာပေါ့အဲ့ဒီအရိဏဒါနသိက္ခာပုဒ်ဆိုတာအဲ့ဒီချိန်ကနေစပြီးတော့ပြည့်ညတ်လိုက်တာပြည့်ညတ်လိုက်တဲ့အချိန်မှာဒီသိက္ခာပုဒ်နဲ့ပတ်သက်ပြီးတော့ခိုးမှုမြောက်တဲ့အရာ25မျိုးနော်အဲ့ဒီ25မျိုးကိုထက္ကရာကခိုးတဲ့ခိုးပုံခိုးနည်းဒီဟာနည်းနဲ့ယူတယ်ဆိုရင်ခိုးမှုမြောက်တယ်အာရိဏဒါနမြောက်တယ်ခိုးခြင်း25ပါးဆိုတာကိုရှင်းလင်းဖော်ပြခဲ့တာဖြစ်ပါတယ်ဒါတွေကယဟန်တန်ဃာတွေမှာတော့သိကြတယ်လူ့ကြောင့်နေသိမှာမဟုတ်ဘူးဝိနည်းသိက္ခာပုဒ်တွေထဲမှာအတိအကျပါတယ်ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿတို့အာရိဏဒါနဆိုတဲ့သိက္ခာပုဒ်ဟာလူရောယဟန်ရောထိမ့်သိမ်းစောင့်ရှောက်ကြရမှာဖြစ်တယ်ရိုးသားခြင်းဖြောင့်မတ်ခြင်းတည်ကြည်ခြင်းဖြင့်သူများပစ္စည်းပေါ်မှာမတော်လောဘတက်ခြင်းမျိုးကိုရှောင်ကျဉ်ပြီးတော့စင်ကြယ်တန်ရှင်းတဲ့ဘဝမှာနေထိုင်ကြမှသာလျှင်မိမိတို့ရဲ့သူတော်ကောင်းအဖြစ်ဆိုတာထင်ရှားမှဖြစ်လို့စင်ကြယ်တန်ရှင်းတဲ့စိတ်ဓာတ်နဲ့မိမိတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ပစ္စည်းရေးကိစ္စများမှာခိုးခြင်း25ပါးလွတ်အောင်ရှောင်ရှားပြီးတော့ကိုယ်ချင်းတရားကောင်းကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသ
သက်ရှိချမ်းသာစိတ်ချမ်းသာလိုရဆန္ဒပြည့်ပါစေဖုံးလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရာတိတဝေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအပ်မေတ္တာတဟုရောက်မြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်တဝေတံကျွမ်းမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရာတိမြင်မြတ်ဖြူစင်အကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်သာစင်တော်ရအေးမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုဗုဒ္ဓရာဇာပန်တို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခနကလေအောင်လေးတဲ့ရောရှက်တင်ပြန့်ပိတိတိဟုသောယနန်တို့သည်ဘဝယန္တုကောင်းစွာမဲ့တွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း